Amorin ဟာ United အတွက်မှန်ကန်တဲ့နီးပြတ်တယောက်လား United မှာသူအောင်မြင်နိုင်လားဒီအပိုင်းရလက်တွေဆိုးရနေတဲ့အပေါ်အသင်းရဲ့ကန်တဝင်တွေ fan တွေနဲ့ bandit တွေရဲ့အမျိုးမျိုးဝေဖန်ခြင်းကိုခံခဲ့ရတယ်သူ့ရဲ့ 3-back system ကဒီအသင်းမှာအလုံးမဖြစ်နိုင်ဘူးအသင်းကနေသူ့ကိုအမြဲဆုံးထွက်သွားစေခြင်းနဲ့သူ့အတွက်United မှာအချိန်ဆိုတာမရှိတော့ဘူးစတဲ့စကားလုံးတွေက social media ပေါ်မှာပြန်လွှင့်ခဲ့တယ်မမြင်ချင်းမကြားချင်းမှအဆုံးပဲဆိုတော့ကျွန်တော်တို့အတွက်မေးခွန်းတစ်ခုရှိသွားပါပြီ United ကတကယ်ပဲလူတွေထင်သလောက်ဆိုးရနေလား on paper ချက်လက်တွေရ Amorin အနေနဲ့ United ကို35ပွဲကင်တွယ်ပြီးတဲ့နောက်မှာ10ပွဲနိုင်9ပွဲတည်18ပွဲအထိရှုံးနေထားပြီးတော့နိုင်ပွဲရာနှုန်းဟာ29%ဝန်းကျင်ပဲရှိပါတယ်ဒါ United ရဲ့သမိုင်းတစ်လျှောက်ရလက်ဆိုးရွားဆုံးနီးပြလို့အခုချိန်မှာသတ်မှတ်လို့ရပါတယ်အခုရာသီမှာလည်း Premier League 9ပွဲကန်ပြီးတဲ့အချိန်မှာ3ပွဲနိုင်1ပွဲတည်3ပွဲရှုံးရမှတ်10မှတ်နဲ့အဆင့်30နေရာမှာရှိနေပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့အပေါ်ရန်ရလက်တွေကိုကျော်လွန်ပြီးတော့အသေးစိတ်ကြကြတူးဆွကြည့်မယ်ဆိုရင်စိတ်ဝင်စားစရာတစ်ခုရှိနေပါတယ်ဒါကတော့ကျွန်တော်တို့ကိုဘယ်တော့မှမလိမ့်နဲ့ data အချက်လက်တွေပဲဖြစ်ပါတယ် Opta ရဲ့ report တွေရဒီယာဒီ United ရဲ့မျှော်မှန်းကို XGR ဆိုရင် 14.1% နဲ့ထိပ်ဆုံးမှာရှိနေပြီးတော့ဂိုးပေါက်ကန်သွင်းချက်ဖန်တီးမှု169ချိန်နဲ့အများဆုံးတပွဲပြန့်ပြဂိုးပေါက်ကန်သွင်းမှု 4.9 နဲ့ Crystal Palace ပြီးတော့ဒုတိယနေရာမှာရှိနေပါတယ်ကန်ခဲ့တဲ့ Premier League 9ပွဲစလုံးကိုဒီ data အချက်လက်တွေပေါ်မှာမူတည်ပြီးတော့တင်ချာနည်းရ probability တွက်ချက်ခဲ့မယ်ဆိုရင် Manchester United ကအခုချိန်မှာအဆင့်30နေရာမှာမဟုတ်ပဲအဆင့်4နေရာမှာရှိနေရမှာပါဆိုတော့ဘယ်အရာတွေကများ Manchester United ကိုအဆင့်30နေရာကိုဆွဲချခဲ့တာလေသူတို့ရဲ့အဓိကပြဿနာကတော့ဂိုးမသွင်းနိုင်တာပါပဲကန်သွင်းမှုတွေကနေဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ရာခိုင်နှုန်းကို conversion ရာခိုင်နှုန်းဟာ4%ပဲရှိပါတယ်ဒီပမာဏဟာ Premier League မှာအနည်းဆုံးအသင်းမှာမြင်သာအောင်ပြောရမယ်ဆိုရင်အကြိမ်တရာဂိုးပေါက်ကန်သွင်းတိုင်းမှာ4ချိန်ကိုပဲဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာ Amorin အနေနဲ့ဒါကိုဖြည့်ရှင်းဖို့အမ်ဘူမိုခွန်ညာနဲ့ Sesko တို့ကိုယူရိုတန်းနေရာကျော်သုံးပြီးတော့ခေါ်ခဲ့တာပါဒါပေမဲ့ဒီကစားသမားတွေက6ပွဲ9ပွဲပဲကစားရသေးလို့အသင်းနဲ့ chemistry ချိတ်ဆက်ကထင်သလောက်မမိသေးပါဘူးဒီတော့အဆုံးသက်ပိုင်းက stay problem ပြဿနာတစ်ခုအနေနဲ့ရှိနေတော့မှာပဲနောက်ထပ်ပြဿနာတစ်ခုကတော့ကွင်းလယ်ပိုင်းအားနဲ့ခံစစ်ပိုင်းကရန်ကြီးပြောစရာမရှိဘူးသူကနဲ့သူအဆင်ပြေတယ်ဆန်ဒါလန်နဲ့ပွဲကလက်ဆွဲမျိုးကိုသာဆက်ထိန်ထားနိုင်မယ်ဆိုရင်စင်နင်လာမန်ကဂိုးသမားပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်ဒီလောက်ဆိုခင်ဗျားတို့အနေနဲ့ Manchester United ရဲ့ပြဿနာတွေကိုကွင်းကွက်မြင်နိုင်လောက်ပြီလို့ထင်ပါတယ်ပြဿနာက Amorin ရဲ့ system မှာမဟုတ်ပါဘူး system မှာအသားမကျသေးတဲ့ကစားသမားတွေစိတ်ကြိုက်ကစားသမားခေါ်ယူခွင့်နေပါခြင်းတွေနဲ့လုံလောက်တဲ့ team chemistry မမိခြင်းတွေကြောင့်ဖြစ်ပါတယ်ဆိုတော့ခင်ဗျားတို့အနေနဲ့ Amorin အောက်ဆိုတဲ့ပါဇက်တွေကိုခဏပိတ်ထားပြီးတော့ဒီနီးပြားနဲ့တစ်နှစ်တန်စီနှစ်နှစ်တန်စီအသင်းကဆက်သွားတဲ့နယ်လို့ထင်ပါတယ်ဘာလို့လဲဆိုနီးပြဖာကူဇန်ထွက်သွားပြီးနောက်နီးပြ6ယောက်9ယောက်ပြောင်းလဲလုပ်ခဲ့ပေမဲ့အသင်းကထင်သလောက်မတိုးတက်ခဲ့ပါဘူးဒါကိုသိလို့လဲစာချင်း Radcliffe ကိုယ်တိုင်ကသူ့အနေနဲ့နီးပြကို3နှစ်လောက်ထိအချိန်ပေးမယ်ဆိုပြီးတော့ interview တစ်ခုမှာပြောသွားခဲ့ပါတယ်ကျွန်တော်အနေနဲ့ဒီဆုံးဖြတ်ချက်မှန်ကန်တယ်လို့ထင်ပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ Manchester United က Amorin ကိုဘာဖြစ်လို့နီးပြဖြစ်ခန့်အပ်ခဲ့တာလဲဆိုတာကိုသိဖို့လိုပါတယ်အသင်းရဲ့ CEO Omar Brada နဲ့ဘုတ်အဖွဲ့က Mission 21ဆိုတဲ့3နှစ်တာစီမံကိန်းနဲ့အတူအသင်းရဲ့နှစ်150ပြည့်အထိမ်းအမှတ်အဖြစ်2028မှာ Premier League ဖလားကိုစိန်ခေါ်နိုင်ဖို့ရည်မှန်းထားခဲ့ကြတာပါဒါကြောင့်လဲ Amorin ကိုတေချာလေးလာပြီးမှ manager ယာရူးကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်ဒီအတွက်လဲအသင်းတစ်ခုလုံးကိုမြေလံပြောင်းလဲမှုတွေပြုလုပ်ရမယ်ဆိုတာကိုသူတို့နားလည်ပါတယ်နီးစပ်ဆုံးဥပမာပေးရမယ်ဆိုရင်တော့ Arsenal နဲ့ Arteta တို့လိုပေါ့နှစ်ယောက်လုံးက project manager တွေဖြစ်ကြတဲ့အတွက်အချိန်ပိုပေးရပါမယ်2021မှာ Sporting အသင်းအတွက်19နှစ်တာဝေးကွာနေတဲ့ Portuguese League ဖလားကိုရယူပေးနိုင်တဲ့အပြင် Portuguese Super League ဖလားကိုလည်းစကူးပေးနိုင်ခဲ့ပါတယ် United ဘုတ်ဖွဲ့နဲ့ Amorin ကအသင်းကိုဘယ်လိုအောင်မြင်အောင်ပြုစုပြောင်းထောင်ရမလဲဆိုတာကိုကျွန်တော်တို့ခင်ဗျားတို့ထက်ပိုသိတယ်အဲ့တော့ပြောချင်တာက trust the process